မဲတပြားကိုပေးလိုက်ပြီဒီပုဂ္ဂိုလ်တွေနဲ့ကျွန်တော်တို့ကဘာလုပ်မှလဲလွတ်တော်ဖွဲ့စည်းတော့မယ်လွတ်တော်ဖွဲ့စည်းပြီးလို့ရှိရင်အစိုးရတက်ကိုဖွဲ့စည်းတော့မယ်ခုနကျွန်တော်ဆွေးနွေးသလိုပေါ့နိုင်ငံတော်အတွက်ကိုဒေသအတွက်ကိုအလုပ်ကျွေးပြုတ်နိုင်မဲ့အတွေ့အကြုံတွေရင့်ကျက်နေတဲ့အတွေ့အကြုံကောင်းတွေရှိနေတဲ့နိုင်ငံတော်အတွက်ကိုနိုင်ငံတော်ကိုလည်းချစ်မြတ်လို့တဲ့နိုင်ငံတော်အတွက်ကိုလည်းစွန့်လွတ်စွန့်စားနိုင်တဲ့ပုဂ္ဂိုလ်တွေကိုမိဘပြည်သူများရွေးချယ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မိဘပြည်သူများတာဝန်ယူသွားပြီလက်တန်းပင်လေးကိုတေချာဘယ်လိုခေါ်မလဲမှတ်တမ်းပြုပြီးတော့တင်ထားလို့ရသွားပြီနော်အဲ့တော့မိဘပြည်သူများရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်တွေနဲ့ကျွန်တော်တို့ကခိုင်မာတဲ့လွတ်တော်တရားတည်ဆောက်မယ်ခိုင်မာတဲ့အစိုးရတရားတည်ဆောက်မယ်ကျွန်တော်တို့ကလည်းမိဘပြည်သူတွေစိတ်မပြတ်အောင်ပြည်ဦးလွန်ရဲ့အကျိုးနိုင်ငံတော်အကျိုးကိုအကောင်းဆုံးဖြစ်အောင်တောင်းထမ်းဆောင်ဖို့အစဉ်သင့်ရှိပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဆွေးနွေးတင်ပြလိုတာပါ